မိတ်ဆွေများအားလုံးမင်္ဂလာပါရှင်မောနာဂျူပီတာမှာကြိုဆိုလိုက်ပါတယ်ရှင်အခု reading ကကြတော့ကိုယ့်ရဲ့စိတ်ထဲမှာရှိနေတဲ့တစ်ဖက်သူ့ရဲ့ကိုယ့်ပေါ်မှာထားတဲ့ခံစားချက်အစစ်မှန်ကပါလဲဒါလေးကို collected reading လေးဖတ်ပေးမှာဖြစ်ပါတယ်ရှင်အဲ့တော့ YouTube က vote မှာပေါ့နော်ပထမအဆုံးpercent အများဆုံးရတယ်ပေါ့နော်ခေါင်းစဉ်လေးပါတော့ဒီ reading ကဘယ်သူတွေနဲ့ energy ကညီမလဲဒါလေးကိုအရင်ဆုံးကြည့်ပေးပါမယ်Ace of Swords တဲ့ Gemini, Libra, Aquarius energy ရှိတဲ့သူတွေနဲ့ကိုင်ညီလိမ့်မယ်number 4နဲ့ Ace of Swords နဲ့ Aquarius energy ကတော့ပို strong ဖြစ်တယ်ပေါ့နော်တစ်ဖက်သူနဲ့ရှေ့ဆက်ချင်နေတာရှေ့ဆက်ဖို့အတွက်ရည်ရွယ်ထားတာနှစ်ယောက်ကြားအခက်အခဲတွေပြေလည်ဖို့အတွက်ကိုရည်ရွယ်ထားတာမျိုးမျှော်လင့်နေတာမျိုးပေါ့နော်နောက်တစ်ဖက်သူနဲ့အဆက်အသွယ်ရဖို့အတွက်ကိုမျှော်လင့်နေတာမျိုးအဲ့လိုမျိုးပေါ့နော်ဒီလိုအခြေအနေရှိရတဲ့သူတွေအတွက်ကိုပို့ပြီးတော့ကိုင်ညီနိုင်မယ်နောက်ပြီးတော့ဒါကပါလဲအဲ့တော့ cups တဲ့ဟိုအဲ့တော့ cups ဆိုတော့ဒီ reading ကဒါ specific ဖြစ်သွားပြီပေါ့နော်။တိကျသွားတာကြတော့ကိုယ်စီကနေထွက်သွားတဲ့သူဒါကလည်းသူ့ရဲ့ပျော်ရွှင်မှုကိုဦးစားပေးပြီးတော့ကိုယ်စီကနေထွက်သွားတဲ့သူကိုကြောက်ခိုင်းသွားတဲ့သူပေါ့နော်တိကျတာပေါ့မန်နေဂျာတွေအများကြီးပေးပြီးတော့မှကိုယ်စီကနေထွက်သွားတဲ့သူကိုကြောက်ခိုင်းသွားတဲ့သူမျိုးဒီလိုလူနဲ့ကိုယ်နဲ့နှစ်ယောက်ကြားကအခြေအနေပေါ့နော်ဒီလိုအခြေအနေမျိုးရှိခဲ့တဲ့သူတွေwater sign နေလည်းပါလိုက်မယ် Cancer, Scorpio, Pisces. Oh, please. ဒါလေးကပါလဲ Six of Swords. Air energy ကတော့လေး strong ဖြစ်နေရမယ် Six of Swords ဆိုတော့ဒီလူကလေthe star nude ပုံလေးဖြစ်နေအဲ့ဒီကလိုက်အောင်ကို manifest ထားတဲ့သူပေါ့နော် manifest ထားတဲ့သူနဲ့အတူတူအခက်အခဲတွေကိုရင်ဆိုင်ပြီးတော့ရှေ့ဆက်ခြင်းနဲ့ဆိုပြီးတော့အဲ့ဒါကြောင့်မလို့ကိုယ်စီပြန်လာဖို့ manifest ထားတဲ့သူနောက်သူ့မှာတကယ်လို့တခြားပေါ့နော်ကြော်လွှားမယ့်ຢာတွေရှိရဆိုလို့ရှိရင်လည်းဒီຢာတွေကိုကြော်လွှားပြီးကိုယ်စီကိုရောက်လာဖို့မျှော်လင့်နေတဲ့သူတို့မြင်တယ်ဒါပေမဲ့မရေရာမှုတွေကရှိနေတယ်ပေါ့ဒီလူကကိုယ်နဲ့ရှေ့မဆက်ပဲနဲ့တခြားကိုမပါတဲ့လမ်းကိုသူတယောက်တည်းရှေ့ဆက်နေပြီလားကိုလုံးဝကြောခိုင်းခဲ့ပြီလား move on သွားပြီလားပေါ့နော်အဲ့လိုမျိုးတွေနဲ့မရေမရာဖြစ်နေတဲ့ခံစားချက်မျိုးရတယ်နောက်ကိုတိုင်ကလည်းဒီလိုနဲ့ပတ်သက်ပြီးတော့ကိုလည်းပဲကိုဘဝကိုရှေ့ဆက်တင်ပြီလားလုံးဝမေ့လိုက်တင်ပြီလားပေါ့နော်အဲ့လိုမျိုးတွေနဲ့မတင်မကြပုံစံမျိုးပေါ့နော်အဲ့လိုမျိုးဖြစ်နေရဆိုတော့ခံစားမိတယ် number 6 number 8ဒီနံပါတ်တွေကကိုနဲ့သက်ဆိုင်မှုရှိနေတာမျိုးဖြစ်နိုင်တယ်ဒါမှမဟုတ်သူနဲ့သက်ဆိုင်မှုရှိရလဲဖြစ်နိုင်တယ်ပေါ့နော်ဂျွန်လမှာမွေးတာဩဂတ်လမှာမွေးတာဂျွန်6ရက်ဩဂတ်10ရက်ဩဂတ်6ရက်ဂျွန်10ရက်ဒီလိုမျိုးတွေလည်းဖြစ်နိုင်တယ်ပေါ့နော်နောက်ပြီးတော့ဒါက star energy က17ဆိုတော့နံပါတ်19ပေါ့နော်19နဲ့ပတ်သက်တဲ့သူတွေလည်းဖြစ်နိုင်တယ်ပေါ့နော်တော့ဒီ energy ရှိတဲ့သူတွေအတွက်ကိုဒီ reading ကကိုက်ကြည့်လိုက်မယ်ပေါ့နော်တော့တစ်ဖက်သူရဲ့လက်ရှိကိုနဲ့ပတ်သက်တဲ့ခံစားချက်အစစ်မှန်ဒီရင်ကိုကြည့်နေတဲ့သူနဲ့ပတ်သက်တဲ့တစ်ဖက်သူရဲ့လက်ရှိခံစားချက်အစစ်မှန်ကိုသိချင်ပါတယ်
The Sun and the Devil တဲ့ major night ကပဲ 15 နဲ့ 19 နဲ့ဒါကပါလိုက် base ကကြတော့ဟို Queen of Cups တဲ့သူကလေကိုမေတ္တာတရားကြီးမားတယ်တန်ရုံးစင်ကြီးမားတယ်ဆန္ဒနိုင်စွမ်းအားကောင်းတယ်ပေါ့နော်နောက်ဘယ်လိုပြောမလဲကိုတောင်မို့ကိုတည်တယ်ဆိုတဲ့သူမျိုးအနေနဲ့သတ်မှတ်ထားတယ်နောက်လေးစားတယ်ဆိုတဲ့ပုံစံမျိုးပေါ့နော်အဲ့လိုပုံစံမျိုးရှိတယ်ဆိုတာမှန်ပေမဲ့လည်းပဲသူအနေနဲ့သူကမှစိတ်ပိုင်းဖြတ်လိုက်ပြီဆိုလို့ရှိရင်သူကြိုးဆွဲရကားတဲ့အယုတ်တရုံအနေနဲ့သတ်မှတ်ထားတယ်ဆိုတာမျိုးလို့လည်းမြင်တယ်ပေါ့နော်အဲ့တော့သူ့ဘက်ကဘာမှမလှုပ်ရှားမှုမရှိနေသေးလို့ကိုယ့်ဘက်ကဘာမှတုံ့ပြန်မှုမရှိသေးတာအနေအထားမှာဘာမှမဖြစ်သေးတာဆိုပေမဲ့တကယ်လို့သူသာစိတ်ပိုင်းဖြတ်ပြီးတော့ကိုယ်စီပြန်လာခဲ့မယ်ဆိုလို့ရှိရင်လည်းကိုက warmly welcome လို့ပြောအောင်အဲ့လိုပေါ့နော်အတိတ်ကဘာလေးပဲရှိခဲ့လက်ရှိမှာလည်းဘယ်လိုအခြေအနေပဲဖြစ်နေလက်ခံဖို့အသင့်ပဲဆိုတဲ့ပုံစံမျိုးအဲ့လိုမျိုးသတ်မှတ်ထားတယ်ဆိုတော့မြင်နေပေါ့နော်ပြောရင်အနာပေးလိုက်ဆေးပေးလိုက်အဲ့လိုပုံစံမျိုးလို့ခံစားမိတယ် control လုပ်ချင်တယ်ဆိုတဲ့ခံစားချက်မျိုးပေါ့နော်အဲ့လိုကိုတွေ့ရတယ်တစ်ဖက်သူရဲ့ခံစားချက်အစစ်မှန်ကိုသိချင်ပါတယ်judgment နဲ့ဟုတ်တာပေါ့the fool ပြန်ပြီးတော့စတင်လို့ရနိုင်သေးတယ်ဆိုတဲ့ပုံစံမျိုးပေါ့နော်စလို့ရသေးတယ်နောက်တစ်ချိန်ပြန်ပြီးတော့အခွင့်အရေးပေးနိုင်သေးတယ်ဆိုတဲ့ပုံစံမျိုးတကယ်သူ့ဘက်ကတကယ်လို့စိတ်ပါတယ်စူးစမ်းခြင်းနဲ့ရှိတယ်ဆိုလို့ရှိရင်အဲ့လိုမျိုးဖြစ်နိုင်ခြေရှိသေးတယ်ပေါ့နော်ဒီလိုသတ်မှတ်ထားတယ်ဆိုတာလို့မြင်တယ် the lava ဆိုတော့ကိုရွေးချယ်စရာအဖြစ်နဲ့သတ်မှတ်ထားတော့မယ်ဆိုတာမျိုးလို့မြင်နေပေါ့နော်သူ့ရဲ့ရွေးချယ်စရာတွေတဲကတစ်ခုအနေနဲ့ပြောရအချိန်မရွေးသူ့ဘက်ကနေပြီးတော့နည်းနည်းလေးဂယူးဆိုင်ပြလိုက်တာနဲ့ကိုယ့်ဘက်ကပါသွားမယ်ဆိုတာမျိုးကိုသူသိတယ်ပေါ့နော်အဲ့လိုမျိုးရွေးချယ်မှုအနေနဲ့သတ်မှတ်ထားတယ်ဆိုတာလို့တွေ့တယ် toxic ဆန်နေနည်းနည်းလေးတော့အဲ့လေးမဟုတ်ပါဘူးတော်တော်လေးကို toxic ဆန်နေကိုယ့်ရဲ့ပျော်ရွှင်မှုကိုယ့်ရဲ့ဝမ်းနည်းမှုဒီຢာတွေအကုန်လုံးစိတ်အတက်ကြတယ်ပေါ့နော်ဒီຢာတွေအကုန်လုံးကိုသူက control လုပ်ချင်တယ်ဆိုတဲ့ပုံစံမျိုးလို့မြင်တယ်သူ့ကြောင့်ပဲပြောရမယ်သူ့ကြောင့်ပဲဝမ်းနည်းရမယ်ဆိုတဲ့ပုံစံမျိုးပေါ့နော်အဲ့လိုမျိုးလို့ခံစားမိတယ်ကိုယ့်ရဲ့ကျင်နာတတ်မှုကိုယ့်ရဲ့စာနာနားလည်တတ်မှုအထူးသဖြင့်သူ့ပေါ်မှာပေါ့နော်ခွင့်လွှတ်ပေးတတ်မှုဒီအရာတွေကိုအသုံးချပြီးတော့ကို control လုပ်ချင်တယ်ဆိုတဲ့ခံစားချက်မျိုးလို့အဲ့လိုမျိုးလို့တွေ့ရတယ်ပေါ့နော်ပြောရရင်ကိုကသူနဲ့ပတ်သက်လို့ရှိရင်အညှိုးထိမထားဘူးပေါ့နော်အမြဲခွင့်လွှတ်ပေးတယ်ဆိုတဲ့ပုံစံမျိုးတော်လေးတော့ဒီခံစားချက်ကြီးအဆင်ပြေမနေဘူးเนาะပြပါသူကကိုယ်နဲ့ပတ်သက်ပြီးတော့နည်းနည်းလေး toxic ဆန်ဆန်နဲ့အဲ့လိုမျိုးပေါ့နော်ဆွဲလန်းမှုတွေရှိနေသေးတယ်ဆိုတာလို့မြင်တယ်ဒါကလည်းဘယ်လိုပြောမလဲကိုယ်မျက်နှာလုံးလုံးတမိုးထားလုံးတော့အဲ့လိုမျိုးကိုမရှိမဖြစ်ဘူးဆိုတဲ့ပုံစံနဲ့ဆွဲလန်းနေတာမျိုးမဟုတ်ဘဲနဲ့တခြားပုံစံတစ်မျိုးနဲ့ပေါ့နော်ကိုယ်လိုတလိုကြိုးကင်လို့ရနိုင်တယ်ဆိုတဲ့ပုံစံမျိုးနဲ့ပြောတော့သူ့ရဲ့မာနသူ့ရဲ့ ego လို့ပြောရမလားပေါ့နော်ဒီအရာတွေကိုဟိုမြင့်တင်ပေးဖို့အတွက်လို့ပြောရမလားအဲ့လိုပေါ့နော်သူဘယ်လောက်ထိဆွမ်းဆောင်နိုင်တယ်ဆိုတာမျိုးဘယ်လောက်ပိုင်နိုင်ဆိုတဲ့ပုံစံမျိုးပေါ့နော်အဲ့လိုမျိုးတွေကိုကြွားဝါဖို့အတွက်သူ့ကိုယ်သူပြန်ပြီးတော့claim လုပ်တယ်လို့ပြောရမှာပေါ့နော်ငါဒီလောက်ထိငါဒီလိုမျိုးစွမ်းနိုင်တယ်သူကငါ့ကိုဒီလောက်ထိကြွေးနေတာအဲ့လိုမျိုးတွေလုပ်ဖို့အတွက်ကိုသူ့ရဲ့ next move ကိုကြည့်ကြည့်မယ်ပေါ့နော်နောက်ထပ်ဘာတွေထပ်ပြီးတော့လောက်လာဖို့ရှိလဲဘက်ကဘာတွေ
စူးစမ်းလာဖို့ဘယ်လိုအရှင်နေယူလာဖို့ရှိလဲပေါ့နော် next move က magician ဟာ magician ကြီးပါလား magician ဆိုတဲ့ကောက high priestess ကိုမထင်ထားလောက်တဲ့အပြုအမူတွေလှုပ်ရှားမှုတွေသူဘက်ကလှုပ်လာဖို့ရှိရဲဆိုတော့မြင်တယ်သူစိတ်တိုင်းကြပေါ့နော်သူစိတ်တိုင်းကြကိုမထင်မှတ်ထားတဲ့အချိန်မှာဆက်သွယ်တာမျိုးလည်းဖြစ်နိုင်တယ်ကိုစီကိုပြုံးကနေဆိုလို့ရောက်ချလာတာမျိုးလည်းဖြစ်နိုင်တယ်ပေါ့နော်တော်လေးကိုနားလေရခတ်ပြီးတော့ witty လို့ပြောရမလားအရန်ကိုညဏီညံနဲ့များတယ်နော်ညဏီညံနဲ့များတယ်အဲ့တော့ကိုစီကိုစားပို့ပြီးတော့ဖြစ်စေဖုန်းခေါ်ပြီးတော့ဖြစ်စေလူချင်းလာပြီးတော့တွေ့ပြီးတော့ဖြစ်စေပေါ့နော်အဲ့လိုကိုမထင်မှတ်ထားပဲနဲ့အဲ့လိုမျိုးရောက်လာဖို့ရှိတယ်ဆိုတာလို့တွေ့ရတယ် Knight of Pentacles ဖုံးဝယ်ထားတဲ့ခံစားချက်ကတော်တော်လေးရနေရနော်ဒီမှာလည်းပဲလေအဲ့လို invisible ဆိုတဲ့ပုံစံနဲ့လို့ဖုံးဝယ်ထားတဲ့ dark energy ကတော်တော်လေးကိုလွှမ်းမိုးနေခုနကလည်း high priestess နဲ့နောက်ဒါက four swords နဲ့ oh dark energy ကိုရနေတယ်အဲ့တော့သူ့ဘက်ကတေချာလေး plan ချပြီးတော့ပြန်လာဖို့ရှိတယ်ဆိုတော့မြင်တယ်ပြောရရင်တော့ကိုယ့်ရဲ့ဒီစိတ်ကိုတေချာလေးလှုပ်ကင်နိုင်မယ်ပေါ့နော်လိုမျိုးအစီအစဉ်တွေချပြီးတော့ပြန်လာဖို့ရှိရဆိုတော့မြင်တယ်ဒါပေမဲ့အဲ့ဒါဘယ်အချိန်လဲဆိုတာကိုပြောပြဖို့အတွက်တော်တော်လေးခက်ခဲတယ်ပေါ့နော်တော်တော်လေးခက်ခဲသူမထင်သလိုပြမှုလှုပ်ရှားလာမယ်ဆိုတာမျိုးကိုမြင်တယ်တော့သတိထားပါတစ်ဖက်သူကတော်တော်လေးကိုတက်ကိုအနေအများတဲ့သူပေါ့နော်မကြည့်ပါဘူးမထင်တဲ့အချိန်မှာမထင်သလိုဆက်သွယ်လာပြီးတော့ပြလို့ရှိရင်သူအဆက်သွယ်လဲသူကသူပဲမထင်မှတ်ထားတဲ့အချိန်မှာဘာမှအကြောင်းပြချက်မရှိဘဲနဲ့အဆက်သွယ်ဖြတ်သွားတာမှမျိုးအဲ့လိုမျိုးတွေလုပ်ဖို့ပေါ့နော်ပြောရရင်သူဆက်သွယ်ရင်ကိုကပြန်စကားပြောပြန်ပြီးတုတ်ပြန်မဆက်သွယ်လို့ရှင်လည်းကိုကကိုအေးစလေးနေညင်ညင်လေးနေသူကြိုးဆွဲရကဆိုတဲ့ပုံစံမျိုးပေါ့နော်ဟေးဒီ reading ကတော်တော်လေးကို unhealthy ပဲဒါဆိုရင်တစ်ဖက်သူနဲ့ပတ်သက်ပြီး reading ကြည့်နေတဲ့သူကိုဘယ်လို message ပေးချင်လဲကိုယ့်ရဲ့ universe အဆောင်ရှောက်တွေစီကပေးတဲ့ message ပေါ့နော် clean it up တဲ့ဒီနဲ့ပတ်သက်လို့တော့ကိုယ်စိတ်ကိုအငြိကြီးမခံပါနဲ့တော့စိတ်ကိုတန်ရှင်းပြီးပြောရင်ဖြစ်ခဲ့တဲ့အရာတွေအကုန်လုံးကိုတန်ရှင်းစေကြောပြီးအတိတ်ကိုလုံးဝကိုရှင်းလင်းလိုက်တော့ပေါ့နော်ပြောရမယ်ဆိုရင်ဒီနဲ့ပတ်သက်တဲ့အမှတ်တရတွေအကုန်လုံးကိုရှင်းလင်းပြီးတော့ဒါရှေ့ဆက်ပါတော့ no place like home no place like home ကဒီက home energy ကနောက်တစ်ခါထားကြည့်မယ်ပေါ့နော်imagine ထပ်ပါတယ်ဟုတ်တယ်အဲ့တော့ပေးချင်တဲ့ message ကတော့လေဒီခုလက်ရှိပေါ့နော်ဒီလူနဲ့ပတ်သက်ပြီးတော့ကိုယ်စိတ်ထဲမှာဖြောက်ရခတ်တဲ့အမှတ်တရတွေမေ့ရခတ်တဲ့အမှတ်တရတွေတန်ရောစင်တွေရှိနေတယ်ပြန်ပြီးတော့တန်းကြနေတာတွေရှိတယ်ဒီအရာတွေအကုန်လုံးကိုတော့လုံးဝရှင်းလင်းလိုက်တော့ပေါ့နော်ဘယ်လိုတွေပဲ manifest ထားဘယ်လိုတွေပဲရည်ရွယ်ထားဘယ်လိုတွေပဲမျှော်လင့်ထားတာတွေအကုန်လုံးကိုရှင်းလင်းလိုက်ပါတော့ကိုယ်စိတ်ထဲမှာထားမနေနဲ့တော့ပေါ့နော်ဒီအချိန်ကတော့ကိုယ့်ကိုပြန်ပြီးတော့ရှာဖွေရမယ့်အချိန်ဖြစ်နေပြီကိုယ့်ကိုပြန်ပြီးတော့တတိထားရမယ့်အချိန်ဖြစ်နေပြီဆိုတော့မြင်တယ်ဘာလို့လဲဆိုတော့တကယ်လို့ပေါ့နော်ကိုကအရင်လိုပုံစံမျိုးနဲ့ပဲထပ်ပြီးတော့ရွေးချယ်မှုတွေ
အရင်လိုမျိုးပုံစံနဲ့ပြန်ပြီးတုတ်ပြန်ပြီးတော့ထပ်ပြီးတော့အရင်လူကိုပဲအရင်လိုပုံစံမျိုးနဲ့ပြန်ပြီးတော့လက်ခံမယ်ဆိုရင်အရင်လိုအဖြစ်အပျက်တွေပဲထပ်ပြီးတော့ဖြစ်မှာပေါ့နော်အဲ့တော့ကိုယ့်အနေနဲ့ကအရင်နဲ့မတူတဲ့ပုံစံမျိုးနဲ့ပြောင်းလဲခြင်းတယ်ဆိုလို့ရှိရင်တော့အရင်နဲ့မတူတဲ့ရွေးချယ်မှုတွေလုပ်ဖို့လိုရတယ်အရင်နဲ့မတူတဲ့ရွေးချယ်မှုလုပ်ဖို့အတွက်ဆိုလို့ရှိရင်တော့ဒီလူနဲ့ပတ်သက်တဲ့ကိုယ့်ရဲ့စိတ်ဆန္ဒတွေအကုန်လုံးကိုဖယ်ရှားဖို့လိုအပ်နေတယ်ဆိုတာမျိုးပေါ့နော်အဲ့လိုကိုတွေ့ရတယ်နောက် imagine လို့ပြောထားတဲ့ကြောင့်မို့ဒီမှာလေကိုယ့်အနေနဲ့ကကိုယ်စိတ်ကူးလိုက်တဲ့ဘယ်အရာမဆိုဖြစ်နိုင်နေရှိတယ်ဒါပေမဲ့ဒီလူကိုပြန်ပြီးတော့စိတ်ကူးရင်ပြီးတော့ manifest လုပ်ပြီးတော့ဒီလူနဲ့ပဲရှေ့ဆက်မယ်ဆိုလို့ရှိရင်ဒီလူအရင်တော့ဖြစ်ခဲ့တဲ့အရာတွေအတိုင်းပဲပြန်ပြီးတော့ဖြစ်မှာပေါ့နော်အဲ့တော့အရင်လိုမျိုးပြန်ဖြစ်ပြီးတော့ကိုယ့်ကိုနာကျင်ခံစားရအောင်လုပ်မလားဒါမှမဟုတ်ပိုကောင်းတဲ့အရာတွေကို manifest လုပ်ပြီးပိုကောင်းတဲ့ဘဝကို imagine လုပ်ပြီးကိုယ့်ဘဝကိုအကောင်းမွန်ဆုံးပုံစံနဲ့ရှေ့ဆက်မလားဒါကိုယ့်ရဲ့ရွေးချယ်မှုဖြစ်သွားပြီပေါ့နော်အဲ့တော့ပိုကောင်းတဲ့ဘဝကိုလိုချင်တယ်ပိုကောင်းတဲ့ဘဝကိုရှေ့ဆက်ချင်တယ်ဆိုလို့ရှိရင်တော့ဒါတွေအကုန်လုံးကိုဒီလိုနဲ့ပတ်သက်တဲ့ကိုယ့်ရဲ့မျှော်လင့်ချက်တွေရည်ရွယ်ချက်တွေဒါတွေအကုန်လုံးကိုလွတ်ချလိုက်ပါလုံးဝဖယ်ရှားပစ်လိုက်ပါတော့ကိုယ့်ဘဝတွေကနေဒီလူကိုဖယ်ထုတ်လိုက်တော့ပေါ့နော်ဒါမှသာကိုယ့်ရဲ့ asset မှန်ကိုကိုယ့်ရဲ့ပုံစံ asset မှန်ကိုရှာဖွေတွေ့ရှိနိုင်မယ်ဆိုတာမျိုးအဲ့လိုမျိုးလို့ပြတယ်ပေါ့နော်ဒီလိုမှမဟုတ်ဘူးဆိုလို့ရှိရင်တော့အရင်လိုပုံစံမျိုးနဲ့ပဲကိုယ့်ရဲ့ဘဝအလုံးနဲ့ချလဲလိုက်နေအောင်ပါပဲပေါ့နော်တူညီတဲ့ရွေးချယ်မှုကိုထပ်ပြီးလုပ်မယ်ဆိုလို့ရှိရင်တူညီတဲ့ပုံစံတွေပဲထပ်ပြီးတော့ရလာလိမ့်မယ်အထူးသဖြင့်ဒီလူနဲ့ပတ်သက်ပြီးတော့ပေါ့နော်ဒီလူနဲ့ပတ်သက်ပြီးတူညီတဲ့ရွေးချယ်မှုကိုလုပ်မယ်ဆိုလို့ရှိရင်တော့ကိုယ့်ကိုရှာတွေ့ဖို့ဆိုတဲ့ကိုယ့်ကိုရှာတွေ့ဖို့ဆိုတဲ့ဒီလမ်းကြောင်းနဲ့လုံးဝကိုတွေးဖိသွားလိမ့်မယ်ဆိုတာမျိုးပေါ့နော်အဲ့လိုမျိုးလို့ခံစားမိတယ်နောက်ဒီမှာကပါ base ကကြတော့ offended ဒီက energy က 5 of cups energy ကိုရတယ်ဒီလိုမျိုးခံစားနေစရာလုံးဝမလိုဘူးပေါ့နော်ဆွန့်လွတ်ခံရတယ်ဆွန့်ပစ်ခံရတယ်ဆိုတဲ့ခံစားချက်မျိုးတွေနဲ့ဘာမှဆုံးရှုံးသွားတယ်နစ်နာသွားတယ်ဆိုတဲ့ခံစားချက်မျိုးတွေလည်းခံစားနေစရာမလိုဘူးပေါ့နော်ကိုကလက်ရှိအချိန်မှာကိုယ့်ရဲ့စိတ်ကူးကိုယ်စိတ်သက်ဆန္ဒရှိတဲ့အရာကိုရအောင်ဖြစ်အောင်လုပ်နိုင်စွမ်းရှိတဲ့သူတရားကိုမှအရေးချင်းကောင်းနေလည်းအများကြီးရှိတယ်တီထွင်ဖန်တီးနိုင်စွမ်းအားတွေအတွေးခေါ်ကောင်းတွေလည်းအများကြီးရှိတယ်ပေါ့နော်ကိုကဆုံးမချက်မချရသေးလို့ဒါပေါ့နော်ကိုသာတကယ်ကိုဆုံးမချက်ချပြီးတော့ရှေ့ဆက်ဖို့စ조사မယ်ဆိုရင်တလန်းဆိုတလန်းဆိုတလောက်ကိုယ့်ရဲ့ဘဝကလည်းတိုးတက်ဖို့အတွက်ကိုဒီထက်ပိုကောင်းတဲ့အခြေအနေမျိုးနဲ့တိုးတက်ဖို့အတွက်ကိုရှိနေရမျိုးပေါ့နော်ကိုလိုချင်တဲ့ပိုကောင်းတဲ့ new love လည်းဖြစ်နိုင်တယ်ပေါ့နော် new romantic life လည်းဖြစ်နိုင်တယ်ဒီဘဝမျိုးကိုပိုင်ဆိုင်မှုအတွက်ပြောရင် new romantic partner နဲ့နောက်ဆုံးကိုယ့်ရဲ့ soulmate ကိုယ့်ရဲ့ reference လိုမျိုးနဲ့စုံစည်းဖို့အတွက်ဆိုလို့ရှိရင်တော့အရင်ဆုံးကတော့ဒီအရာတွေအကုန်လုံးဒီလူနဲ့ပတ်သက်တဲ့အရာတွေအကုန်လုံးကို clean up လုပ်လိုက်ပါတော့ဒီလူကိုကိုယ့်ဘဝတွေကနေဖယ်လိုက်ပါတော့စွန့်ပစ်လိုက်ပါတော့ပေါ့နော်အဲ့လိုလေး message ပေးထားတယ်ပေါ့နော်တော်လေးကိုအတိတ်ပဲရှိပြီနှစ်သာရရှိတယ်ပေါ့နော်ဟိုဒီ reading ကနေကိုတက်ကိုဘာလုပ်ရမလဲဆိုတာမျိုးကိုဆုံးဖြတ်ချက်ချတဲ့နေရာမှာအကူအညီအထောက်အကူဖြစ်သွားစေဖို့မျှော်လင့်ပါတယ်မိတ်ဆွေများလုံးပဲပြပြရများဝေးကွာပြီးကိုရောစိတ်ပါအကျမချမ်းသာကြပါစေ။ကောင်းသောလူအင်ဆန်ကြမှတ်သမျှလည်းပြေဝကြပါစေ။မိမိချစ်ရတဲ့သူတွေနဲ့လည်းတူတူစီစီလုံးကျမ်းမာမာနဲ့နေထိုင်ကြပါစေလို့ဆုမကောင်းတောင်းပေးပါတယ်ရှင်။နောက် reading များမှာပြန်ပြီးတော့ဆုံနေကြပါအောင်မယ်ရှင်။